Zomi Association in Thailand. Samat ZAT 13/2013 Zomi Muda Lumuye Puak ZAT Maela Skama Tunwa Critical Prevalence Naye 2013 ခုနှစ်သူကြောက်တော့ဂုံဒီရှိ50နှစ်ပြည့်တော့ကချင်မျိုးသားနဲ့ခန္ဓာကြီးတွေချင်းမျိုးသားနဲ့ထပ်တူထပ်မြောက်ဂုံယူဝမ်းမြောက်မိကြောင်းဇူမီမျိုးသားများကူစားဇူမီမျိုးသားလူမှုရေးအဖွဲ့ ZAT ကော်မတီမှတော်လာပေးဖို့လိုက်ပါသည်50နှစ်ပြည့်မြောက်ကချင်မျိုးသားနဲ့ကချင်မျိုးသားထုတရက်လုံးမင်္ဂလာပေါင်းနဲ့ခညောင်းကြပါစေလို့ဆုတောင်းမေတ္တာဥတာလိုက်ပါသည်မြန်မာနိုင်ငံအစိုးရအဖွဲ့များမှညီကိုမောင်နှမများဖြစ်ကြတော့ကချင်မျိုးသားများထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံရတော့ကြောင့်ကချင်မျိုးသားထုတရက်လုံးထောင်တောင်းများစွာဒုက္ခရောက်ခြင်းနဲ့ကြေရှိပြည့်စည်ခြင်းခံရမှုများပေါ်ကချင်မျိုးသားထုတရက်လုံးနဲ့တကွထပ်တူထပ်မြဝါတင်းကြေကွဲရပါကြောင်းနဲ့မြန်မာနိုင်ငံအစိုးရအဖွဲ့များကိုပြစ်တင်ရှုံချပါသည်။ခိုင်းတိုင်းညီကူမောင်နှမများကြောရရင်သားမခွဲခြားပဲစီးလုံးညီညွတ်စွာပူးပေါင်းလက်တွဲတော်ကြရန်နဲ့လူမှုရေးကိစ္စရပ်များတွင်အေးတူပူမြလက်တွေ့ပူးပေါင်းလှုပ်ဆောင်တော်ကြရန်ဇူမီမျိုးသားများကူစားပြောကြားလိုပါတယ်။ဇူမီမျိုးသားလူမှုရေးအဖွဲ့ZATရုံးအလုပ်မှုဆောင်ကော်မတီ